ကျောင်းဟာရာစီမံချက်တွေဆိုရင်လေညာတော်အပြင်ကလေးတွေကိုအစာကျွေးတဲ့အစီအစဉ်တစ်ခုလိုပဲမြင်တတ်ကြတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီနောက်ွယ်မှာရေးရွာတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးနိုင်တဲ့ engine ကြီးတစ်ခုရှိနေတာပါအထူးသဖြင့်အမျိုးသမီးတွေအတွက်စွမ်းမကားမြင့်တင်ပေးနိုင်တဲ့အခွင့်အလမ်းတွေပေါ့ကဲဒီမေကောင်းကတော်တော်စိတ်ဝင်စားစရာကောင်းတယ်နော်တာမန်ကျောင်းတမင်တနက်ရဲ့နောက်ွယ်မှာဘလောက်တောင်နဲ့တဲ့ဇလန်းတွေရှိနေနိုင်မလဲအတူတူလဲလာကြည့်ကြရအောင်ပါဒီနေ့မှာတော့ဒီအကြောင်းအရာကိုအပိုင်း9ပိုင်းခွဲပြီးကြည့်သွားပါမယ်။တဦးချင်းစီရဲ့ဝန်ဝေနေစပြီးရရွာတစ်ခုလုံးရဲ့စီးပွားရေးအထိအခွင့်အလမ်းတွေဘလို့ကျေပြသွားတယ်လဲဆိုတာကိုအစဉ်စဉ်ရှင်းပြသွားမှာပါ။ကောင်းပြီ။ဒါဆိုပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်။ကျောင်းအာဟာရဆိုတာပန်းကန်ထက်ကထမင်းတနက်ထက်အများကြီးပေါ်ပါတယ်။အဲ့ဒီအမြင်ကိုပြောင်းလဲစေမဲ့နောက်ွယ်ကအလားအလာတွေကိုဒီအပိုင်းမှာကြည့်ကြပါမယ်။အဓိကအချက်ကတော့ရှင်းလေးပါပဲဒီအစီအစဉ်တွေဟာအမျိုးသမီးတွေအတွက်ဘန်နာရေးဆိုင်ရာအခွင့်အလမ်းတွေဖန်တီးပေးဖို့စနစ်တကျဒီစောက်ထားတဲ့လမ်းကြောင်းတစ်ခုဖြစ်လာနိုင်လေဆိုတာပါပဲဟုတ်ပြီဒါဆိုဒီ season ကဘန်နာရေးအခွင့်အလမ်းတဲ့လမ်းကြောင်းတစ်ခုဆိုရင်အဲ့ဒီခီးကဘယ်ကစပါလဲပထမဆုံးအနေနဲ့ကျောင်းဝင်းထဲမှာတင်တန်းပြီးရနိုင်တဲ့ခွင့်ရတွေကိုအရင်ကြည့်အောင်ပထမဆုံးနီလန်းကတော့ရိုးရိုးလေးပါကျောင်းဝင်းထဲမှာဒေသခံအမျိုးသမီးတွေကိုကျမ်းမာရေးနဲ့ညီတဲ့ဒေသထွက်အစားပြေမုံတွေရောင်းချခွင့်ပေးလိုက်တာပါပဲဒီလိုလုပ်လိုက်တော့သူတို့အတွက်ဝင်ငွေလည်းရတယ်ကလေးတွေအတွက်လည်းအာဟာရပိုကောင်းတာပေါ့နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့နီလာမှာဒီမှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကိန်းဂဏန်းတစ်ခုကိုအရင်ပြချင်ပါတယ်88%ဒီကိန်းဂဏန်းကကျောင်းအာဟာရစီမံချက်တွေကနေမွေးထုတ်ပေးရတဲ့အရေးကြီးဆုံးဒါပေမဲ့တိတ်တိမထားမိတတ်တဲ့အလုပ်ကွယ်အခွင့်အလမ်းတစ်ခုကိုကိုစားပြုနေပါတယ်အဲ့ဒီ88%ဆိုတာဘာလဲဆိုတော့ကဘာရဝန်းကကျောင်းတွေမှာထမင်းချက်တဲ့သူတွေထဲကအမျိုးသမီးတွေရဲ့ရာဂိုင်နှုန်းပါပဲဟုတ်ပါတယ်ကျောင်းသားတွေအတွက်အစားဖြင့်ဆင်ပေးရတဲ့ဒီအလုပ်တစ်ခုတည်းကကိုပဲကဘာရဝန်းကအမျိုးသမီးတွေအတွက်အထူးဝင်ကိုရာလန်းကျောင်းရည်တစ်ခုဖြစ်နေတာပါကဲအခုကျောင်းမိဖို့ခြုံချက်ကနေအဖြစ်ကိုနည်းနည်းထွက်ကြည့်ကြရအောင်အဲ့ဒီမိဖို့ချောင်းကိုကုန်ကျန်းတွေထောက်ပံ့ပေးနေတဲ့ဒေသခံလေယာတွေအလုပ်ရုံတွေအကြီးအခွင့်အလမ်းတွေဘယ်လိုလုံးကျေပြန့်ထားနိုင်လဲဆိုတော့ကြည့်ကြပါမယ်ဒီစနစ်ကိုဒေတာထွက်တီးနှံအခြေပြုကျောင်းအာဟာရစနစ်လို့ခေါ်ကြတယ်ဒီစနစ်ရဆိုရင်အမျိုးသမီးတွေဟာတီးနှံစိုက်ပျိုးတာကနေစလို့အတင်ချက်ပြုနိုင်အောင်စေးကြောလီးဖြတ်ထုတ်ပိုးပေးတဲ့တန်ဖိုးမြင့်လုပ်ငန်းတွေအထိထောက်ပံ့ရေးကွင်းဆက်ရဲ့နေရာအတော်များများမှာဝင်ပြီးပါဝင်လုပ်ကိုင်နိုင်ပါတယ်ဒီနေရာမှာကင်ညာနိုင်ငံကဥပမာကတကယ်ကိုထင်ထင်ရှားရှားပါပဲသူတို့နိုင်ငံရဲ့မူဝါဒအရကျောင်းတွေကိုအစားအစာထောက်ပံ့တဲ့စာချုပ်တွေရဲ့30%ကိုအမျိုးသမီးတွေဦးဆောင်တဲ့လုပ်ငန်းတွေအကပဲတီးသန့်ချန်ထားပေးပါတယ်ဒါဟာအခွင့်အရေးကိုတရားဝင်ဖန်တီးပေးလိုက်တာပါပဲအလို့အကိုင်းနေရှိယုံနဲ့မပြီးသေးဘူးနော်အခုဒီအလုပ်တွေကိုရေရှည်တည်တာနဲ့စီးပွားရေးစွမ်းပကားအဖြစ်ဘလို့ပြောင်းလဲပြနိုင်မလဲအဲ့ဒီအတွက်လိုအပ်တဲ့အထောက်အကူပြုစနစ်တွေအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြမယ်ဥပမာဟင်းချက်တဲ့အမျိုးသမီးတွေကိုစီးပွားရေးစီမံခန့်ခွဲမှုဗဏ္ဍာရေးစီမံခန့်ခွဲမှုလို့တင်သားတွေပြမှတ်ထားပြီးပေးလိုက်မယ်ဆိုရင်သူတို့ဟာတာမန်ဟင်းချက်သူအဆင့်ကနေစွန့်လို့တည်ထွင်လုပ်ငန်းရှင်တွေဖြစ်ရပ်တည်လာနိုင်မှာပါနောက်တဲ့အရန်အရေးကြီးတဲ့နေတိုင်းတစ်ခုကတော့တမွိုင်းမဖွဲ့ပြီးဖွဲ့စည်းတာပါဘာလို့လဲဆိုတော့တယောက်တည်းဆိုရင်အတန်းကတေးပေမဲ့အားလုံးပေါင်းလိုက်တဲ့အခါဈေးကောင်းရဖို့ညီနိုင်တဲ့နေရာမှာတော့ပိုကြီးပြီးတည်ငြိမ်တဲ့စာချုပ်တွေရဖို့မှာပါပိုပြီးအားကောင်းတဲ့အတန်းတစ်ခုဖြစ်လာလို့ပါပဲကဲအခုပြောခဲ့တာတွေအားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်တဲ့အခါဒီချစ်ဆက်နေတဲ့နီလန်းတွေအားလုံးပေါင်းပြီးဘလို့အားကောင်းတဲ့ကိုယ့်ဘာသာကိုအားဖြစ်လဲပတ်နိုင်တဲ့စနစ်တစ်ခုဖြစ်လာတယ်လဲဆိုတော့ကိုသုံးသပ်ကြည့်ကြပါမယ်အဓိကမှတ်ထားရမှာကတော့ဒါဟာတီးခြားစီရက်တည်နေတဲ့အလုပ်တွေမဟုတ်တော့ပဲတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအားပေးလိုက်တဲ့အခါမှာအမျိုးသမီးတွေဥဆောင်တဲ့ခိုင်မာတဲ့ data တွင်စီးပွားရေးစစ်တမ်းကြီးတစ်ခုဖြစ်လာတယ်ဆိုတာပါပဲဒီ season ရဲ့အဆုံးစွန်ရလဲကိုစကားတခုံးတည်းနဲ့ပြောရင်တော့ဒါပါပဲဒါဟာမျိုးသမီးရဲ့အတွက်စီးပွားရေးရခွာဖြစ်စေတဲ့ platform ကြီးဖြစ်လာတာပါနောက်ဆုံးကတော့စီးပွားရေးရဲ့အားကောင်းလာတာနဲ့အမျှရဲရွာထဲမှာသူတို့ရဲ့အတန်းကပိုပြီးကျေလာတယ်ဆုံးဖြတ်ချက်တွေမှာပိုပြီးပါဝင်လာနိုင်တယ်တနည်းအားဖြင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေပါတိုးတက်လာစေတာပေါ့ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတွေကိုထားခဲ့ကြပါတယ်ကိုရီးယားပတ်ဝန်းကျင်မှာတော့ဒီလိုအကျိုးကျေးဇူးများတဲ့အခွင့်အလမ်းတွေကိုဘယ်လိုနည်းလမ်းနဲ့ဖန်တီးပေးနိုင်မလဲဒီမေခွန်းလေးနဲ့ပဲညီခွန်းချိုးလိုက်ပါတယ်